ကဲညီကိုရအောင်မဲမင်္ဂလာပါဗျာနော်မနေ့ကကျွန်တော်ဒါပွဲစဉ်เนาะဒါ Rio Valley ပွဲစဉ်တွေစီးရတဲ့အတွက်ကြောင့်ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့တယ်ကျွန်တော်ဒါ Forest ပွဲနဲ့ကျွန်တော်ဒီ Bologna ပွဲရွေးချယ်ပေးခဲ့တယ်ဗျာနော် Bologna ပွဲကတော့ကျွန်တော်9ပေါင်းအောက်ကိုကျွန်တော်ရခဲ့ပါတယ်ဗျာနော်ဒီ Nottingham Forest ပွဲကတော့ကျွန်တော်ဒါ9ပေါင်းအောက်ကိုမရခဲ့ဘူးဗျာနော် Forest ကအမှန်တိုင်းပြောရရင်ဗျာနော်ကျွန်တော်ဒါဒီ Premier League မှာလည်းတက်ဆင်းရဖြစ်တဲ့အတွက်ကြောင့်သူမနေ့ကကျွန်တော်ပြောခဲ့တယ်လို့ပဲနော်လူအနာမခံတော့ဘူးဗျာနော်အနိုင်လဲကန်ချင်မှကန်ပါအဲ့တော့တရေလောက်နဲ့သူထိန်းကစားသွားဖို့များတယ်လို့ကျွန်တော်မနေ့ကပြောခဲ့တယ်ဗျာနော်မနေ့ကတရေတော့မဟုတ်ဘူးတခါလဲဟိုအရှုံးမှာပေးပြီးတော့ထိန်းကစားသွားတာနော်1 2တပေါက်လောက်နဲ့အရှုံးပေးပြီးတော့ထိန်းကစားပြီးတော့ကျွန်တော်ဒါနောက်တစ်ဆင့်ကိုတက်သွားတာဗျာနော်အဲ့တော့မနေ့ကကျွန်တော် Forest ပွဲကိုတော့ကျွန်တော်ဒါ1 2နဲ့ဆိုတော့ဒါကိုကပေါ်သွားတယ်ဗျာနော်3လုံးကိုပြ40ပျော်ရွှင်ခွင့်ရတာဆိုတော့ Forest ပွဲတော့ကျွန်တော်မရပါဘူးကျွန်တော် Bologna ပွဲပဲရသွားခဲ့တယ်ဗျာနော်ဒီနေ့မှာကျွန်တော်ဒါ Premier League နှစ်ပွဲပြန်လာပြီပြီးလို့ရှိရင်ကျွန်တော်ဒီမြန်မာစံတော်ချိန်2နာရီကျော်လောက်မှာရှင်းမှန်ကစားမယ်ဒါ Wolverhampton နဲ့ Aston Villa ရဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးခြင်းတယ်ဗျာနော်လက်ရှိကျွန်တော်တို့ Wolverhampton နဲ့ Aston Villa ဆိုလို့ရှိရင် Wolverhampton ဒီ Premier League ရဲ့အမှတ်ပေးစရာအောက်ဆုံးအဆင့်မှာအဆင့်20မှာရှိတယ်တန်းဆင်းဖို့တေချာတလောက်ကိုဖြစ်နေပါပြီဗျာနော် Wolverhampton ရဲ့လက်ရှိအနေအထားဒီပြီးတော့ Aston Villa ကတော့ကျွန်တော်တို့ဒီလက်ရှိအဆင့်3မှာဆိုလို့ရှိရင်နော်အောက်ကဒါ Man U နဲ့ဆိုလို့ရှိရင်အမှတ်ကတိတ်မကွာတော့ဘူးဗျာနော်ဒီနေ့ပွဲက Aston Villa အတွက်လည်းအရေးကြီးတယ်တိတ်ပြီးတော့ဒါရှုံးလို့မရတော့တဲ့ပွဲလည်းဖြစ်တယ်ဗျာနော်ဒါပေမဲ့ Wolverhampton ဒီကျွန်တော်တို့ဒီအောက်ဆုံးကအသင်းဆိုပေမဲ့အဲ့ထိတ်ကအသင်းတွေကိုဒုက္ခပေးတယ်ဗျာနော် Arsenal လိုအသင်းမျိုးကိုအိမ်ခွင်းမှာကျွန်တော်တို့ဒါတေးရကန်တယ်ဗျာနော်တူတူတပေါက်လောက်နဲ့တေးရကန်တယ်အပေါ်အသင်းတွေကိုပြန်ပြီးတော့ဒုက္ခတော့ပေးနေရပဲသူရတဲ့လောက်တော့သူပြန်ယုံနေဗျာနော်သူ့ရဲ့အိမ်ခွင်းမှာရောဝေးခွင်းတွေမှာရောပြန်ယုံနေနောက်ဆုံး Wolverhampton ရဲ့ကျွန်တော်အိမ်ခွင်းနောက်ဆုံး5ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ2ပွဲတေးကြထားတယ်2ပွဲရှုံးပြီးတော့နော်1ပွဲနိုင်ထားတယ်ဗျာနော်အဆင့်20အသင်းအနေနဲ့လက်ရှိဒါဒီရလက်ဒီဒါမစိုးဘူးလို့ပြောရမယ်အနေထားတော့ရှိတယ်အိမ်ကွင်းမစိုးဘူးလို့ပြောရမယ်ဗျာနော်အိမ်ကွင်းရုံးအားကောင်းတဲ့မှာတော့ပါတယ် Wolverhampton ကအဲ့တော့ Aston Villa ကိုကြည့်အောင်ကျွန်တော် Aston Villa ကကျွန်တော်ဒါရာသီအစမှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းခဲ့တယ်ဗျာနော်ဒါ Watkins တို့ Roger တို့အတွဲနဲ့Aston Villa ဒီလက်ရှိအဆင့်3မှာရက်တည်နေတာတော်တော်လေးကိုကောင်းခဲ့လို့ဒီလိုအဆင့်မျိုးမှာရက်တည်နေတာဖြစ်တယ်ဗျာနော်ပြီးလို့ရှိရင်ဒီနောက်ပိုင်းမှာတော့အသင်းအလက်ပြီးပေါ့ဗျာအသင်းကြီးတော့မဟုတ်တဲ့အတွက်ကြောင့်ဒီနောက်ပိုင်းနေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နော်နည်းနည်းလေးတော့အဖျားရှူလာတာကိုတွေ့ရတယ် Aston Villa လုံးဝတော်တော်လေးကိုဓာတ်ချိဆွမ်းပိုင်းကတိတိတတ်တာကြာဆင်းလာတယ်ဗျာနော်ဒီအဝေးကွင်းနောက်ဆုံး5ပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းနိုင်တော့နိုင်ထားတယ်ဗျာနော်ဒါစပါးကိုဝေးကွင်းမှာ1 2နဲ့နိုင်တယ်ဖီနာဘာဂျီကိုနိုင်ထားတယ်နျူကာဆယ်ကိုနိုင်တယ်ဒီဘုံမောက်ကိုတည်ကြထားတယ်ဗျာနော်အဲ့တော့ဒီပွဲတွေမှာဆိုလို့ရှိရင်ဂိုးသွင်းနှုံးမှလည်းကျလာသလိုဒီကျွန်တော်တို့ဒီတေးပွဲကလည်းများလာတယ်ဗျာနော်ဒီအဝေးကွင်းမှာတေးပွဲကလည်းများလာတယ်အဲ့တော့လက်ရှိဒီမနေ့ပေးထားတဲ့ဈေးတန်းကဆိုလို့ရှိရင်လည်း Aston Villa ကကျွန်တော်တို့ဒါတစ်လုံးကိုပြား80ပျော်ရွှင်ခွင့်ရထားတယ်ဂိုးပေါင်းကတော့3လုံးကိုပြား90ပျော်ရွှင်ခွင့်ရထားတယ်ဗျာနော်လက်ရှိပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ Aston Villa အဆင့်3မှာအသင်းကအဆင့်20ရာအသင်းကိုကျွန်တော်တို့ဒါတကိုးလောက်နဲ့နိုင်ုံနဲ့အပြည့်နီးပါပျော်ရွှင်ခွင့်ရမယ်အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီပေးထားတဲ့ဈေးတန်းကိုကျွန်တော်လုံးဝမကြိုက်ဘူးအဲ့အတွက်ကြောင့်ကျွန်တော် body ရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါ Wolverhampton body ကိုပဲကျွန်တော်အကြံပြုတယ်ဗျာဘာလို့လဲဆိုလို့ရှိရင်ဒီနေ့ပွဲကတရေကြဖို့အတွက်80ရာခိုင်နှုန်းလောက်ရှိပါတယ်ဗျာနော်တကယ်လို့ Aston Villa နိုင်ခဲ့မယ်ဆိုရင်တော့မှကျွန်တော်တို့ဒါ 1-0 2-0 သို့မဟုတ်1-2 တပေါက်လုံးနိုင်ပဲနိုင်ကတ်နိုင်ဖို့ပဲများပါတယ်ဗျာနော်ဂိုးပြတ်ဖို့မလွယ်ပါဘူးတရေကြဖို့လည်းရာခိုင်နှုန်းများတယ်ပွဲလည်းဖြစ်ပါတယ်ဗျာနော်တကယ်လို့ Aston Villa ဒါပေမဲ့ Aston Villa ဘက်မှာတော့တရေအနေဆုံးတော့ရှိရဗျာနော် Wolverhampton တရေလောက်ထိခံကန်နိုင်မလားကျွန်တော်ဒီတစ်ချက်ပဲကျွန်တော်တို့ကြည့်ရမယ်ဂိုးပေါင်းကတော့ကျွန်တော်တို့ဒါ3လုံးကိုပြ90ပျော်ရွှင်ခွင့်ဖြစ်တဲ့အတွက်ကြောင့်လက်ရှိ Wolverhampton ကအိမ်ကွင်းပွဲနောက်ဆုံး5ပွဲလုံးမှာလည်းဒါဂိုးပေါင်းအောက်ထားတယ်Aston Villa ကလည်းကျွန်တော်တို့ဒါgolden sun ကြီးတွေကြာပြီးတော့တရေပွဲတွေများလာတယ်1-1ပွဲက2ပွဲလောက်ဖြစ်လာတယ်เนาะဒီနောက်ဆုံး5ပွဲလောက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပြီးရင် golden sun ကြီးလည်းကြာလာတဲ့အတွက်ကြောင့်ကျွန်တော်ကဒီနေ့ပွဲလေးကိုကျွန်တော်ဂိုးပေါင်းအောက်ကိုပဲရွေးချယ်ပေးပါရဗျာเนาะနောက်ထပ်တစ်ပွဲကကျွန်တော်တို့ဒီဒါစပိန်လာလီဂါပွဲစဉ်ပြန်เนาะဒါလီဗန်တေးနဲ့အလာဗက်ရဲ့ပွဲစဉ်ဖြစ်တယ်လက်ရှိလီဗန်တေးနဲ့အလာဗက်ကကျွန်တော်တို့ဒါလီဗန်တေးဒီဒါတက်ဆင်းဆောင်အဆင့်16ထဲမှာဒါတက်ဆင်းဆောင်ကနေရုံးကန်နေရတဲ့အသင်းဖြစ်တယ်အလာဗက်ကတော့ကျွန်တော်ဒါအဆင့်14မှာရှိရပြန်เนาะအလာဗက်ကလည်းဒီပွဲရှုံးမယ်ဆိုလို့ရှိရင်တက်ဆင်းဆောင်နဲ့တိတ်ပြီးတော့တက်ဆင်းဆောင်နဲ့ရောက်ဖို့အတွက်အခြေအနေများပါတယ်ဗျာနော်အမှတ်တွေကဒါတိတ်မကွာကြဘူးဗျာနော်အဆင့်14လောက်ထိကိုအောက်ခြေနဲ့အမှတ်တွေကတိတ်မကွာဘူးလက်ချိုးယူလို့ရတယ်ဗျာနော်အမှတ်တွေကတိတ်မကွာတဲ့ကြောင့်ဒါအလာဗတ်အတွက်လည်းအရေးကြီးတဲ့ပွဲဖြစ်တယ်လို့လီဗန်ဒေးအတွက်လည်းဒါတက်ဆင်းဆောင်ကနေကျွန်တော်တို့ဒါပြန်ပြီးတော့ရုံးထားရမယ်အနေထားမျိုးဖြစ်တယ်ဗျာအဲ့တော့လီဗန်ဒေးနောက်ဆုံးအိမ်ကွင်း5ပွဲလောက်ကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းလီဗန်ဒေးကအိမ်ကွင်းပိုင်းမှာကျွန်တော်တို့နောက်ဆုံး5ပွဲမှာဆိုရင်2ပွဲရှုံးထားပြီးတော့2ပွဲတည်ကြတယ် sorry 3ပွဲတည်ကြပြီးတော့2ပွဲရှုံးထားတယ်ဗျာနော်အိမ်ကွင်းတော်တော်လေးကိုညံ့ပါတယ်ဗျာနော်ဒီပန်ဒေးရနော်အင်ကွင်းပိုင်းတော်တော်လေးကိုအားနည်းလာတာကိုတွေ့ရတယ်ဒါဗီလာရီကိုရှုံးတယ်ဘလန်စီယာကိုရှုံးတယ်ဒါတီကိုတော့တရေခံကန်ထားရဗျာနော်အတင်းကြီးတွေကိုတော့ဒုက္ခပေးထားတာတွေ့ရတယ်
အလာဘတ်အနေနဲ့ကျွန်တော်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်အလာဘတ်ကအဝေးကွင်းနေမှာဆိုလို့ရှိရင်အရင်ကြီးအားရကြတော့မရှိဘူးเนาะအလာဘတ်လဲထိုးတူပဲဗျာเนาะကျွန်တော်တို့3ပွဲရှုံးပြီးတော့3ပွဲရှုံး1ပွဲနိုင်1ပွဲသိကြထားတယ်ဗျာเนาะဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ဒါအလာဘတ်ကဂိုးသွင်းဆိုင်ရီကတော့တိတ်ကြလာတယ်ဗျာเนาะအဲ့တော့ဒီနေ့ပွဲမှာလဲကျွန်တော်ပေးထားတဲ့ဈေးတန်းကဒီဗန်တေးကနေပြီးတော့ level 10ပြားရှုံးဂိုးပေါင်းကကျွန်တော်တို့ဒါနှလုံးပြား30ရှုံးနဲ့စတင်လာတယ်ဗျာเนาะပေးထားတဲ့ဈေးတန်းအရဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါ body ထက်ကျွန်တော်ဂိုးပေါင်းကိုကျွန်တော်ပဲရွေးချယ်ပေးမယ်ဗျာเนาะဒါ body ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Levante နဲ့ Alava ဆိုလို့ရှိရင်တော့လက်ရှိတက်ဆင်းဆောင်ကနေရုံးကန်နေရတဲ့ Levante ကတော့တေလောက်ထိခံသွားနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်။ကိုပေါင်းကတော့ကျွန်တော်တို့ဒါနှလုံးကိုပြား30ရှုံးမှာဆိုတော့เนาะဒီနေ့ပွဲဒီ Levante ဘက်က900နိုင်ကြီးလဲနေတယ်လို့ Alava ကလည်းကိုအလုံးသုံးရတကုန်း2ဂိုးလောက်ပဲရမယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့တော့ကြောင့်ဒီနေ့ပွဲကเนาะ1-1 1-0အဲ့တပေါက်လောက်ပဲတားဖို့များပါတယ်ဗျเนาะအဲ့တော့ဂိုးပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဒီနေ့ကျွန်တော်2ပွဲရွေးချယ်ပေးခဲ့တယ်ဗျเนาะ Aston Villa ပွဲကိုကျွန်တော်ဂိုးပေါင်းအောက်ရွေးချယ်ပေးခဲ့ပြီလေအလာဗတ်ပွဲကိုလည်းကျွန်တော်ဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဗျเนาะညီကိုတို့အကြိုက်ဒီမှာဆော့ပါကျန်တဲ့ပွဲတွေတော့ကျွန်တော်ဒါ channel ထဲမှာပဲမောင်းကတ်ဒီတပွဲကောင်းနေပြင်ပေးပါတယ်ဗျเนาะဝါသနာပါတဲ့ညီကိုတွေရှိရင်လာရောက်အားပေးပါအောင်ဖိတ်ခေါ်ပါတယ်ဗျเนาะ